တောင်ပေါ်ဒေသလေးဖြစ်တော့ကလောမြို့လေးဒီမြို့ကိုနဲ့နင်းငွေတို့တိတ်တိထူတဲ့စွာကြာဆင်းရစ်တိုင်းနေတော့ကြောင့်မုံမိုင်းအုံဆိုင်လို့နေပါတယ်နေကင်းနေ့လည်းအချိန်ဒီပါရောက်နေပြီဖြစ်တော့လဲမြို့ကိုတို့ကြောင့်လမ်းကိုရှင်းလင်းစွာမတွေ့ရသေးပါကလောနဲ့အောင်မန်းကားလမ်းတစ်လျှောက်ကားသွားလာအထူးကျဲပါလျက်ရှိနေပါတယ်မပီဝိုးဝါမြင်ဝင်တဲ့ကိုမီးအောင်တစ်ခုထိုးဝင်လာတယ်ဆိုင်ကယ်မီးအောင်ဖြစ်နေပြီးတလုံးဒီတော့ဆိုင်ကယ်ရှေ့မီးကနင်းခွဲမီလုံးမဟုတ်တဲ့ဖြင့်ရှေ့တို့15ပေတဲ့ပုံမမြင်ရပေဝုံမုံဆိုင်ကယ်ကိုဂူးတစ်ဆိုင်မောင်းလာရင်နောက်ခန်းရွာလမ်းကိုရောက်လာတယ်ဆိုင်ကယ်ကိုမြင်းဒီလမ်းလေးတဲ့တို့သူမချိုးကွေးဝင်လာခဲ့တယ်ရွာနာနီလာတော့တစ်ပင်ဝါပင်များထူထပ်လာပြီးအေးဓာတ်ကတိတာစွာပူလာတော့တယ်ဒီလိုချိန်မှာအများစုကတောင်ရနဲ့စိုက်ပျိုးရေးခြံများစီသွားနေကြပြီမို့ရွာထဲမှာလူရှင်းနေတယ်ဝုံမုံကိုယ်တိုင်ကလည်းတမင်ဒီလိုအချိန်ရွေးကကွက်တိထွက်လာခြင်းဖြစ်တယ်သူဒီရွာကိုလာသည့်ကိစ္စကိုလူမသိလေကောင်းလေဖြစ်တယ်ဝုံမုံနှစ်ခေါက်ရောက်ဖူးပြီးသားဖြစ်၍ရွာထဲသို့အမားရင်းမရှိဖြောင်းဖြောင်းတန်တန်ရောက်လာခဲ့တယ်ရွာစုံမှခြံကြီးထဲဝင်လာတော့အခါဝုံမုံကြောချမ်းလာတယ်ခြေတံရှင်နဲ့အမိုးကုတ်ကုတ်အင်ကြီးရှိတွင်ဆိုင်ကယ်ကိုရက်လိုက်တယ်အိမ်နိုင်များနေတကွထရံများပါရေနံကြီးဝအောင်တုတ်ထားတော့မဲမောင်နေသည့်အင်ကြီးကိုမြင်လိုက်ရတဲ့ဖြင့်စိတ်ထဲမတုံ့မတန့်ဖြစ်သွားရတယ်လို့ပင်လေကားထိတ်အိမ်ဘဝတွင်လည်းပြောင်းချိုးတစ်ခုချိတ်ဆွဲထားသည်မို့မိုးဆိုးတယောက်ရဲ့အိမ်ကိုရောက်နေသလားဟုပင်ထင်မှတ်စရာဝုံမုံဆိုင်ကယ်ကိုတောက်ထောက်၍တောဖြုတ်ပြီးအိမ်ပေါ်တက်လာလိုက်တယ်အိမ်ထဲရောက်လာသည်နှင့်အနမ်းတက်မကောင်းတဲ့ဖြင့်စိတ်ထဲပူ၍လေးလံထိုင်မိုင်းသွားခဲ့ရတယ်ကိစ္စကအရေးကြီးလွန်းတဲ့ဖြင့်ကိုအားပေးရင်ဆရာကြီးထေဝရှိပါသလားအမောင်ထဲမှာခါလေးလေးအတန်တစ်ခုထွက်လာတယ်။အော်မင်းရောက်လာပြီကိုဝင်ခဲ့လေဟုတ်ဆရာကြီးအနာကတ်ထိုင်ပြီးတော့မှဝုဒီဝါကိုကောင်းစွာမြင်တွေ့ရတော့သည်ဖြင်ကျန်းနဲ့တိုက်ပုံနဲ့အနဲ့ရောင်ရှမ်းပေါင်းမီဝှက်ဆင်ထားတော့ဝုဒီဝါရုပ်တွင်ကလည်းတကယ်ကိုကြမ်းတမ်းခတ်ထန်လွန်လာသည်ကျမအတွက်အစီရင်လေးလာယူတာပါဆရာကြီးပြီးပါပြီစကားနည်းနည်းတာပြောပြီးအထုပ်သေးသေးတစ်ခုကိုဝင်းမုံရှေ့တို့ချပေးလိုက်တယ်အထုပ်ကိုထုတ်ထားတော့ပိဿအားမြင်ုံနဲ့သူမ၏ထမိန်စားဆိုတာဝင်းမုံသိလိုက်တယ်အထဲတွင်ဘာများရှိနေတယ်လဲဆိုတာသိကျင်စောနဲ့အထုပ်ကိုဖြီးကြည့်လိုက်တယ်သုံးလက်မခန့်ရှိတော့အဖြူအောင်လေးကိုင်းနဲ့မြားတစ်ချောင်းကိုတွေ့ရတယ်လေးကိုင်းတွင်အနက်ရောင်ကျိုးတတ်ထားသည်ကိုဝင်းမုံတတိပြုမိလိုက်တယ်ဒါပါများလဲဆရာကြီးဘယ်လိုအသုံးပြုရမှာလဲဆရာကြီးဒါကအစိမ့်သေးအပြိုမရဲ့တင်ပစုံရိုးနဲ့လှုပ်ထားတဲ့လေးကိုင်းနဲ့များပဲတတ်ထားတဲ့ကျိုးကမင်းယူလာပေးတဲ့လူရဲ့သပင်နဲ့အစိမ့်သေးမရဲ့သပင်9ချောင်းကိုသုံးလုံးတင်ကျစ်ထားတာရှင်ဝင်းမုံတန်တော်ဖြစ်သွားသည်ဆရာကြီးရှင်းပြတာနားထောင်ရင်ချမ်းစိတ်နေတော့ယာဒီဥရုမှာပင်ချွေးဆူလာတော့တယ်ဆိုင်ကော်ရာတုတ်တံမှတင်းချိုင်းဆောင်နဲ့ပေါင်းပြီးအယိုးကျနေတော့အစိမ့်တေအပြိုမအလောင်းကိုခိုးဖော်ကတေပစုံရိုးနှင့်သပင်9ချောင်းကိုယူပြီးဥဒီဝအဆောင်ပြုလုပ်ထားခြင်းဖြစ်တယ်အစီအရင်အတွက်လိုအပ်သောပစ္စည်းများအဖြစ်သူမ၏ဓမိန်တထဲအပြင်ကိုမြင့်အောင်၏သပင်မွေးကိုဝင်းမုံတစ်ခေါက်လာပို့ထားခြင်းဖြစ်တယ်စီရင်ထားတော့အဆောင်ကိုကြည့်ပြီးအစွမ်းထက်မှပဲဆိုပြီးအသွေးနှင့်ဝင်းမုံအားတက်သွားတယ်လူတယောက်၏အယိုးနှင့်လှုပ်ထားကြောင်းကိုသိရ၍အနှဲငယ်တော့ထိတ်လန့်မိတယ်ဘလို့ပဲဖြစ်ဖြစ်လုံမိမှတော့အဆုံးထိဆက်လျှောက်ရတော့မည်ဟုဝင်းမုံတွေးလိုက်မိတယ်များတော့မှအထစ်တုံးတစ်ပါတယ်လေးကိုင်းမှာတက်ပြီးပထမတစ်ထစ်တင်လိုက်ရင်မင်းကိုသူမတွေးရမနေနိုင်ဖြစ်လာမယ်မင်းအပေါ်မှာစိတ်ဝင်စားလာမယ်ဒုတိယတစ်ထစ်တင်ရင်အယူမှုဆွဲလန်းသွားမယ်နောက်ဆုံးအထစ်ထိရောက်ရင်တော့မင်းရဲ့စကားတခွန်းပဲမင်းစေလို့ရတဲ့သူဖြစ်သွားမယ်ရှင်ဥဒီဝရှင်းပြတာနားထောင်ပြီးအားတက်တရောဖြစ်သွားတယ်ဝမုံနကတ်ရောင်းရရခဲ့တော့ပိုက်ဆံအားလုံးကိုဥဒီဝအားပေးလိုက်တော့တယ်နောက်လဲအစီရင်လုံးချင်ရင်လာခဲ့ပေါ့ဟုတ်ကဲ့ခွင့်ပြုပါဦးဆရာကြီးဥဒီဝခေါင်းညှိယုံနာညှိပြတယ်လိုရာရသည်နဲ့ထိုးအစီရင်ကိုထမိန်စားနဲ့ပြန်ထုတ်ကာဘောလီကြားထဲထိုးသွင်းပြီး
အိမ်ပေါ်မှဝတ်မှုအပြေးဆင်းလာခဲ့တော့တယ်။ဆိုင်ကယ်နာအရောက်မှပင်ကြီးကန်းတစ်ကောင်တအားအော်မီကဝတ်မုံထံထိုးဆင်းလာတာတွေးလိုက်ရ၍ခေါင်းငုံရှောင်လိုက်ရသေးတယ်။ထို့နောက်ဆိုင်ကယ်ကိုလှီပါကုံတင်ကထိုနေရာမှထွက်လာခဲ့တယ်။ကိုမြင့်အောင်၏ချမ်းသာမှုကိုမျက်လုံးထဲမြင်အောင်ရင်ဝမ်းသာအားရဖြစ်နေမိတယ်။ဦးဒီဝအစီအရင်သာတကယ်တမ်းထိရောက်အသုံးတဲ့မယ်ဆိုပါကသူမအနာဂတ်လာပါတော်မူဖြစ်တယ်။ကိုမြင့်အောင်ဆိုတာကကလောနှင့်အောက်မန်းတွင်နေမော်ချမ်းမမှန်းချမ်းများစွာပိုင်ဆိုင်ထားသောလူမျိုးတစ်ထေးတစ်ယောက်ဖြစ်တယ်။သူတွင်အဖွားတစ်ယောက်နှင့်15နှစ်အရွယ်ညီတစ်ယောက်သာရှိသည့်အချက်ကလည်းဝုံမုံအတွက်မတ်စရာဖြစ်နေတယ်။ဝုံမုံတို့ကကိုမြင့်အောင်ဘေးချံတွင်နေပြီးအဖေတခုတမိတခုဖြစ်တယ်။အဖေကနေဧကလောက်ရှိသောမြေခွက်တွင်တောင်ယာလုပ်၍ဝုံမုံကရှမ်းခောက်ဆွဲရောင်းရင်းဘဝကိုခက်ခဲစွာဖြတ်တန်းခဲ့ရသူဖြစ်တယ်။သို့တော့ဝုံမုံကမြုံမှန်းချက်ကြီးကဇွဲကောင်းလွန်းလာတယ်။ထို့ကြောင့်စာကြိုးစားပြီးအဝေးတင်တဲ့ဘွဲတစ်ခုရအောင်ယူနိုင်ခဲ့တယ်။သူမဘွဲယူအပြီးမှပင်အဖေကစိတ်ချသွားသေးလားမသိ။လူလောကထဲမှာဝုံမုံကိုတယောက်တည်းထားခဲ့ပြီးတမလွန်တို့ထွက်သွားလေတယ်။ကိုမြင့်အောင်နဲ့အဖွားကတနာ၍ဝုံမုံကိုစောင့်ရှောက်ထားခြင်းဖြစ်တယ်။ထို့ကြောင့်ကိုမြင့်အောင်တို့မိသားစု၏ကျွဲဝါမှုတနာအင်အားဝုံမုံတည်ခဲ့ရတယ်။ထိုအခါမယိုတာစိတ်နှင့်ကိုမြင့်အောင်ကိုသိမ့်ပတ်ရန်ဝုံမုံအကြံရသွားလေတယ်။ရုပ်မချောတော့လဲငွေကြေးပြေဆုံးသူကိုမြင့်အောင်သူမအားဂယုဆိုင်မိစေရန်မာယာမျိုးစုံထုတ်သုံးခဲ့တော့လဲအရာမထင်ခဲ့ပေ။ဖြက်လန်းနည်းနှင့်ချမ်းသာခြင်းနေသောဝုံမုံကလုံးဝလက်မလျှော့သေး။မဖြစ်မနေစူးစမ်းကြံစရာမှအောက်လန်းဆရာကြီးဦးဒီဝါနှင့်စုံမိခြင်းဖြစ်တယ်။ဒီနယ်မှာကရွာသူစုံးမှအောက်လန်းစားသည့်ရှီးဦးဆွဲနီးဟောင်းတွေရှင်တန်နေစေဖြစ်တယ်။ဦးဒီဝါနှင့်တွေ့တော့သူမဆန္ဒကိုပြောပြကအကူအညီတောင်းတယ်။နီလန်းတွေကလွယ်ကူတော့လဲလောက်ရကန်ရတာမလွယ်ကြောင်းဦးဒီဝါရှင်းပြတယ်။ကိုမြင့်အောင်၏သပင်ကိုရဖို့ဝတ်မုံအတော်ကြိုးစားလိုက်ရတယ်။နေကင်းနေ့လေတိုင်းအဖွားကတရေမအိတ်ခင်သပင်မျိုးနှုတ်ခိုင်းတတ်တယ်။နှုတ်ထားသည့်အဖွား၏သပင်မျိုးများကိုအသေးချာထုတ်ဖို့တင်စီပြီးအတင်းဆောင်ကအခွင့်အခါကိုစောင့်နေရတော့တယ်။တရက်ကိုမြင့်အောင်ထမင်းစားပြန်အလာတွင်ခုခတ်ပြင်ဆင်ပေးပြီးနောက်အနား၌ရက်ခတ်ပေးရင်းစောင့်နေလိုက်တယ်ဟဲကိုကြီးဘာတော့ဟာနင်ကလည်းအလန့်တကြားနဲ့ကိုကြီးကောင်းမှာစပိန်ပြူတွေပေါက်နေတယ်ကိုကြီးကတော့နော်ဝတ်မုံနှုတ်ပေးမယ်ဝတ်မုံလက်ရဲဆက်ရဲနဲ့စက္ကနဲစပင်၃ချောင်းကိုနှုတ်လိုက်တယ်ပြီးတော့အဖွားရဲ့စပင်ပြူ၃ချောင်းနဲ့အစားထိုးကပြလိုက်တယ်ကိုမြင့်အောင်မျက်မြင်တွေ့သွား၍ဘာမှမပြောတော့မယိုးမတားစိတ်နဲ့မလိမ့်တပတ်လှုပ်ခဲ့တော့ဝတ်မုံမာတာရင်တုံပန်းတုံတူးတုံနေခဲ့တယ်ကျန်တာတွေကိုတော့သူနီးသူဟန်နဲ့ရှာနိုင်ခဲ့ပြီမို့ပြဿနာမရှိတော့ပေါပေါရှာရှာစူဆောင်းခိုင်းသည့်ဥဒီဝါ၏အစီအရင်များကိုသာအံ့ဩနေမိတော့တယ်အခုတော့အောက်လန်းပညာအကြောင်းကိုလည်းတစွန်းတစသိလာခဲ့ရပြီသူရည်မှန်းချက်များလက်တွေ့အကောင့်ထဲဖော်ခွင့်ရတော့မည်ဖြစ်ပေတော့သည်ဝုံမုံခြံထဲသို့ဆိုင်ကယ်ကိုတောက်လျှောက်မောင်းဝင်လာခဲ့တယ်ပတ်ဝန်းကျင်ကိုအကဲခတ်ပြီးအိမ်မော်တက်ခဲ့တယ်သူမအခန်းထဲရောက်တည်နဲ့ဘောလီကြားမှအထုပ်လေးကိုထုတ်ယူလိုက်တယ်အထုပ်ထဲမှလေးများကိုထုတ်ယူကင်ကြည့်ရင်းဝုံမုံရင်တစ်ထိတ်ခုန်လာတယ်တထေးကတော့ဖြစ်ကျင်စိမ့်နဲ့လေးကိုင်းတွင်များကိုတက်ဆင်လိုက်တယ်အစီအရင်ကြီးအစွမ်းကိုတိရအောင်တဆင့်ချင်းရှေ့တိုးမီဟုဆုံးဖြတ်ပြီးမြရမပထမအထက်အားလိညို့ကျိုးတွင်တက်ဆင်လိုက်တယ်ပြင်ဆင်ပြီးတော့ထိုးစီရင်ကိုဂရင်အောက်တွင်အသေးချာသိမ်းလိုက်တယ်ဘယ်ကိစ္စမဆိုအာကိုရှိသည့်တိုင်အောင်ဝရိယစိုက်ထုတ်မှုရှုံးမပြည့်ရန်ဝတ်မုံကျင့်သားရပြီဖြစ်တယ်သူကိုယ်သူလှလှပပပြင်ဆင်ပြီးကိုမြင့်အောင်အားဖျားယောင်းမှုကိုလည်းသူမပြင်ဆင်ရပြန်တယ်အစီရင်ကိုဆောင်ရွက်ပြီးနောက်တနေ့မှစ၍ကိုမြင့်အောင်ဝတ်မုံနဲ့စုံတိုင်းအကြည့်တွေကပြောင်းသွားတွေကိုသတိထားမိတယ်အကြည့်တွေပြောင်းတယ်လို့ဆက်ဆံရေးတွေလည်းပြောင်းလာတယ်ပြောဆိုဆက်ဆံတာတွေလုံးဝမယိုးသားတော့ထိုအခြေအနေတွေအားဝတ်မုံကြည်နှံ့၍မဆုံးမျောလင့်ထားသမျှဖြစ်လာတော့မည်ဟုယုံကြည်ပါ
ဝမ်းသာအားရဖြစ်နေတော့တယ်။အောက်လန်းပညာရဲ့အစွမ်းကိုလည်းလုံးဝယုံကြည်လာခဲ့တယ်။ထိုနေ့ည၌ပင်ဝတ်မုံလေးကိုင်းကိုထုတ်၍ညာ၏ဒုတိယအထစ်ကိုပြောင်းရွှေ့တက်ဆင်လိုက်လေတယ်။မနဲ့လည်းစောစောစီးစီးထကချမ်းချမ်းစီးစီးနှင့်ပင်ရေမိုးချိုးအလှပြင်၍မိဖို့ချောင်ဘက်ထွက်လာလိုက်တယ်။ချက်ပြုတ်เสียပစ္စည်းအစုံလင်ရှိသည့်မိဖို့ဆောင်တို့ဝင်ပြီးသူအကျွမ်းကျင်ဆုံးရှမ်းခောက်ဆွဲလုပ်ကြည့်ရန်စိတ်ပါလက်ပါပြင်ဆင်တယ်။အဖွားကတော့သူ့လုံးတမျှထိုင်ကြည့်နေတယ်။ကိုမြင့်အောင်တို့ညီအကိုနိုးလာတော့အားလုံးအသင့်ပြင်ဆင်ပြီးပြီ။ကိုမြင့်အောင်ကချီရွှဲလဲတော့မျက်ဝန်းများနဲ့ဝတ်မုံကိုကြည့်ကပြုံးနေတယ်။အငယ်ကောင်လူပြိုပေါက်ရဲမို့ကတော့စားဖို့တောက်ဖို့တာအာယုံရောက်နေတယ်။ရှမ်းခောက်ဆွဲကိုမုံကြီးကျင်နဲ့တွဲပြီးပြင်ပေးထားတဲ့ပြင်ညီကိုနှစ်ယောက်ခေါင်းမဖော်တန်းစားကြလေတယ်။အမခောက်ဆွဲကအရန်ကောင်းတာပဲ။မြို့ဝဈေးတွေကမန်းကြီးခောက်ဆွဲတဲ့တာတဲ့ ဟုတ်လားမောင်လေးကမြောက်နေပြန်ပြီနောက်တော့ပဲထပ်လုပ်ပေးအောင်မလားမောင်လေး မလောက်ပါနဲ့တော့မှဘိုက်တင်သွားပြီ။ထမင်းပူတယ်ပဲထည့်ပေးလိုက်ပေါ့။ကြောက်အောင်မှထပ်စားတော့မယ် အေးအမလုပ်ပေးလိုက်မယ်နော် ။ကိုမြင့်အောင်ကဘာမှမပြောတော့လဲဝတ်မုံလှုပ်ရှားမှုမှန်တယ်များကိုမမိန်မတုံးလှိုက်ကြည့်နေတယ်။ဝတ်မုံကလည်းမကြာခဏဆိုသလိုမျက်လုံးချင်းစုံအောင်အကြည့်လေးတွေပြစ်ချွေးထားလိုက်တယ်။ကိုမြင့်အောင်ခမအရင်ကခတ်တီတီနေလာခဲ့တဲ့မြဒီနေ့တော့ကနာမငြိမ်ဖြစ်နေလေတယ်။ရဲမိုးเจ้าတို့သွားဒီနဲ့ဝတ်မုံဒီနေ့လိမ်မော်ချန်နဲ့လိုက်ခဲ့ပါလား ရှင် ။လိမ်မော်လေးခူးနေပြီလေ။အားရစရာကြီးလိုက်ကြည့်ပေါ့။ဝတ်မုံတယောက်တည်းအိမ်မှာပြင်းနေမှာဆိုလို့ပါ ဟုတ်ကဲ့ကိုကြီးဝမုံလိုက်ခဲ့မယ်လေ ။တစ်ဖက်ကအစပြိုးလာပြီဆိုတော့ဝတ်မုံနှုတ်ခမ်းလေးတွန့်ကပြုံးမိတယ်။သူမအခန်းထဲဝင်၍တင်းတင်းတော့အဝတ်စားလဲပြီးကိုမြင့်အောင်ကြီးလိုက်ထရက်ကားနဲ့လိုက်ခဲ့တယ်။ဝတ်မုံ ရှင် အခုတလောဝတ်မုံအရန်လှလာတယ်နော်။ဝတ်မုံမှာချစ်သူတွေဘာတွေကောရှိနေပြီလား ရှင်ကိုကြီးကလည်းတနေ့ကိုအိမ်ထဲမှာပဲနေနေတာတွေ့ရတာနဲ့ဘလို့လို့ရီးစားကရှိမှာတော့ ။ကိုမြင့်အောင်မျက်နှာအယောင်တက်သွားကတဖုံများပေါ်အောင်ပြုံးရင်းမိုးရတော့မျက်နှာဖြစ်သွားတယ်။ဝတ်မုံကိုမြင်လိုက်တာနဲ့ကိုကြီးရင်ထဲမှာတမျိုးပဲအရန်ခံစားရတယ်။ဝတ်မုံကိုကြီးတဘောကြတယ်။ကိုကြီးဘေးမှာတက်တက်လုံးခေါ်ထားခြင်းတယ်။ဝတ်မုံမှာချစ်သူမရှိသေးဘူးဆိုရင်ကိုကြီးဝတ်မုံကိုလက်ထပ်ခြင်းတယ် အိုး ။ဝတ်မုံမျက်နှာတွင်အံ့ဩတော့အမူအရာပြနေတော့လဲရင်ထဲမှာကြိတ်ပျော်နေတယ်။ဆရာကြီးအစီရင်ကအစွမ်းထက်လွန်းတစ်ဖြင့်တစ်ဖက်ကအဆင့်ကျော်ပြီးလက်ထပ်ဖို့အထိပြောလာပြီးဆိုတော့ချက်ချင်းအပြေပေးခြင်းစိတ်ကိုကြိတ်မိတ်ထရင်ဟန်လှုပ်လိုက်ရတယ်။ပြီးမှ ဝမုံကမိဘမရှိတော့တဲ့တကောင်ကျဲမို့အကဲဆန်းတာလားကိုကြီး ပို့ပြီးတေချာတော့အောင်ထပ်မေးလိုက်တယ်။ဟာမဟုတ်ရပါဘူး။ပုံမုံကိုတကယ်မြတ်တာအစ်စ်နဲ့ချစ်တာပါ။တက်တက်လုံးရုံးမြေကြပေါင်းပြီးဆောက်ရှောက်သွားခြင်းနဲ့ဝတ်မုံမျိုးရင်ကိုကြီးအဖွားရှိမှလက်ထပ်ခွင့်တောင်းပြမယ်လေ။ကိုမြင့်အောင်စေးမိသွားပြီဆိုတာတေချာတလောက်ရှိသွားပြီမို့ဝတ်မုံစိတ်အေးသွားတယ်။သူမကင်တွယ်တတ်ဖို့ပဲလိုတော့တယ် တကယ်မြစ်တာအစ်နဲ့ဖွင့်ဟာတာဆိုရင်တော့ဝမုံစဉ်းစားပေးပါမယ်ကိုကြီးရဲ့ ။ဝမ်းသာလိုက်တာဝတ်မုံရဲ့ကိုကြီးလေဆွဲလန်းစိတ်နဲ့ယူမသက်ဖြစ်နေလို့မြန်မြန်လေးတော့စဉ်းစားပေးပါနော်။ညဘက်ဆိုလဲကိုကြီးရဲ့အိမ်မက်တစ်ခုလုံးကိုဝတ်မုံတယောက်တည်းစိုးမိုးထားတယ်လေ။ကိုမြင့်အောင်ကတော့အိမ်အောင်မှမွေးထားတော့ကြက်လို့အချိန်မရွေးရိုက်တက်လို့ရနေပြီဖြစ်တယ်။ဝတ်မုံကလည်းတထေးကတော့ဖြစ်ချင်လုံးဒီစိတ်ကိုချိုးနေကနှစ်ပတ်လောက်အချိန်ဆွဲပြီးမှအပြေပေးလိုက်တယ်။ကိုမြင့်အောင်ဝမ်းသာဦးမျိုးအယူမှုဖြစ်နေပုံကြောင့်တိတ်မကြခင်မှာပင်ဝတ်မုံတို့အနေထားကိုအဖွားရိပ်မိသွားတယ်။ထိုအခါမှာတော့သူမအပေါ်အမြင်မကြည်လင်တာကိုသိလိုက်ရတယ်။ထုံးစံအတိုင်းမနှက်ခင်းပိုင်းမှာချက်ပြုတ်ရန်အခန်းထဲမှအထွက်တီတိုစကားတံများကြားလိုက်ရ၍အတားရက်ပြီးနားဆွင့်မိတယ် မင်းနဲ့ဝမုံကြိုက်နေကြတာလား ။ဟုတ်တယ်အဖွားကျွန်တော်သူ့ကိုလက်ထက်မှာအဖွားကိုဖွင့်ပြောတော့မလို့အခုလိုမိလာတော့အတော်ပဲပေါ့ ဒီလိုအခြေမြင့်မရှိကြောထောက်နောက်ကံမရှိတဲ့လူနဲ့တော့အဖွားတဘောမတူနိုင်ပါဘူးငါမြေ
အဖွားစကားကိုကြားလိုက်ရသည့်ဝတ်မုံထောင်းကနေဒေါ်လာထွက်သွားမိတယ်ကျွန်တော်တဘောသူပေးပါအဖွားဝတ်မုံကိုကျွန်တော်တကယ်ချစ်တာပါသူ့အမမရရင်ကျွန်တော်သိမှာပဲကိုလူကစိတ်ချတော့လဲလမ်းခီးမှာဖြက်မြင်းတကောင်ရှိနေတာသိလိုက်ရ၍ဝတ်မုံအသာလဲထွက်လာခဲ့တယ်ထိုပြဿနာကိုရှင်းဖို့နေကင်းဘက်တွင်ဥဒေဝထံသို့ဝတ်မုံရောက်ခဲ့ရပြန်တယ်ဥဒေဝအိမ်ကထုံးစံအတိုင်းခြောက်ချားစရာကောင်းနေသည်သူမအိမ်ပေါ်ရောက်သည်နှင့်ကတ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 အကောကျဲကောင်ဤတောင်ပန်ရိုက်တန်နှင့်မချီမဆန့်အော်ဒန်ကြားလိုက်ရတဲ့ဖြင့်အထိတ်လန့်ဖြစ်သွားရတယ်မြင်လိုက်ရသည့်မြင်ကွင်းကလည်းတဲထိတ်ရင်ဖို့ပင်ဥဒီဝါကကြက်ကိုလဲလီ၍လဲချောင်းတွေ့ရအင်တုံနှင့်ခံနေခြင်းဖြစ်တယ်ဆရာကြီး။အော်မင်းကိုဘာထားလို့ပြရအောင်မလဲကလေးမဆရာကြီးလှုပ်ပေးလိုက်တဲ့အစီရင်ကစွမ်းတယ်နော်ကျမလှုပ်လိုက်တဲ့သူကတော့အယူအမှုပါပဲဒါပေမဲ့အနောက်ရှက်တစ်ခုထပ်ပေါ်လာလို့ဆရာကြီးစီလာခဲ့ရတာပါဝတ်မုံကကိုမြင့်အောင်ကြီးအဖွားအကြောင်းဥဒေဝါအားရှင်းပြလိုက်တယ်ဆရာကြီးကခေါင်းတညိမ့်ညိမ့်အချင်းတွေကိုတဘောပေါက်သွားတော့နှက်ရုပ်ပေါင်းစုံတင်ထားတော့စင်ပေါ်မှာဈေးပလင်းတစ်လုံးကိုလမ်းယူကဝတ်မုံလက်ထဲထည့်ပေးရင်အဲ့ဒီအဖွားကြီးစားမဲ့အစာထဲမှာဒီဆေးမုတ်ခတ်ပြီးကျွေးလိုက်3ရက်ပဲလို့ဒါနှုတ်ဟန့်စေပဲမင်းပြောရမြဘာမှနှုတ်လန့်ထုံးမှမဟုတ်တော့ဘူးဆေးထည့်ကြည့်ပြီး3ရက်မြောက်တဲ့နေ့မှာပြောမင်းပြောရမြအောင်စီရမယ်ဟုတ်ကဲ့ပါဆရာကြီးမင်းလိုပါပြည့်တဲ့အခါအဖွားကြီးကိုဖျားတောက်တော်ရေးစွန့်ပြီးတိုက်လိုက်ပါဒါမှဘိုက်ထဲကအပင်းသွင်းထားတဲ့အာနိတင်တွေပြည့်ပြည့်သွားမှာဟုတ်ကဲ့ဝမုံဆေးပလင်းကိုယူ၍ပြန်လာခဲ့တယ်ဟောင်းပွားလှုပ်ချင်တော့အဖွားကြီးရဲ့ပါဇက်ကိုအပီးပိတ်နိုင်တော့မီဥဒီဝမာလိုက်တယ်လို့ဖျားတောက်တော်ရေးပြန်တိုက်မိပုံတော့မပေါ်ပေထို့နေ့ဝမုံနှုတ်ဟန့်စေးကိုအဖွားထမင်းစားတိုင်း3ရက်တိတိထည့်ကျွေးလိုက်တယ်ထိုအချိန်မှာပင်ကိုမြင့်အောင်ကစကားဆလာတယ်ဝတ်မုံကိုပိုင်နိုင်ချစ်ချင်ပြီကွာလက်ထက်ကြစို့နော်ကိုကြီးအဖွားကိုတွားပြောလေလာခုတွားပြောမယ်ကိုမြင့်အောင်နဲ့ဝတ်မုံတို့အဖွားရှေ့တွင်ထိုင်ကာလက်ထပ်ဖို့တောင်းဆိုတယ်ထူးဆန်းစွာအဖွားကဘာဆိုဘာမှမပြောမကန့်ကွက်မဟန့်သားတော့ကြီးပြူလက်ခံတဲ့ဖြင့်ကိုမြင့်အောင်ပျော်သွားသလိုဝတ်မုံလည်းစိတ်အေးသွားတယ်ဥဒီဝါဤပညာအစွမ်းကိုလည်းတန်ဟန်တော်နှင့်လေးစားအထင်ကြီးမိသွားသည်ဆရာကြီးပေတော်နှုံးဟန့်စေးနှင့်အဖွားပါဇက်ပိတ်သွားခဲ့ပြီအောက်လန်းပညာဤအမခန်းအစွမ်းများနှင့်ဝတ်မုံတထေးကြော်ဖြစ်မိလမ်းကိုအဟန့်အသားမရှိရှောက်လန်းနိုင်ခဲ့ပြီဖြစ်တယ်ကိုမြင့်အောင်နဲ့ဝတ်မုံတို့တက်တုပ်ရိုက်ပြီးမင်္ဂလာဆောင်ကအိမ်အောင်တဲ့ဘွားတို့တက်လန်းခဲ့တယ်အပင်မိနေတော့ကိုမြင့်အောင်အပျော်ကြီးပြောနေသလိုဆေးမိနေတော့အဖွားလဲဘာကိုမှမမြင်သလိုမကြားသလိုနဲ့ပါဇက်ပိတ်နေလေတယ်ဝတ်မုံအညိုးဖြင့်တောက်တော်ရီစွန်ပြီးတိုက်တာတော့မလုပ်ခဲဒီမိသားစုတွေတို့ဘရင်မအဖြစ်လွယ်လင့်တကူရောက်ရှိလာခဲ့တယ်အောက်လန်းပညာအကူအညီဖြင့်ပင်ကိုထမ်းမြတ်မှုပါပေါင်း၍အားလုံးကိုချုပ်ကင်နိုင်ခဲ့ပြီမို့အနာဂတ်အတွက်စိတ်အေးခဲ့ရပြီလူစိတ်တဘောကအတော်ခက်လေသည်လိုတာမရတာမလို့ဆိုတဲ့စကားအတော်မှန်ကြောင်းဝတ်မုံခံစားလာရတယ်မိမိလိုချင်သောဘဝစည်းစိမ်တွေကိုရခဲ့ပြီကိုမြင့်အောင်ဤစီဝါရေးကဝတ်မုံလက်ထဲရောက်လာခဲ့ပြီတို့တော့အိမ်အောင်ရှင်ဘဝကိုဝတ်မုံခံစားလို့မရဖြစ်လာတယ်အမှန်ပြောရရင်စည်းစိမ်မက်လို့တာကိုမြင့်အောင်ကိုလက်ထပ်ယူခဲ့တာချစ်လို့ယူခဲ့ခြင်းမဟုတ်ကိုမြင့်အောင်ကလည်းမနဲ့မိုးလင်းတာနဲ့လိမ်မော်ချန်နဲ့ဆင်းသွားတယ်ညနေမှပြန်ရောက်လာတတ်တယ်ထိုကာလအတွင်းအထီးကျန်နေသူကဝတ်မုံပင်ဖြစ်တယ်ညနေကိုမြင့်အောင်ပြန်တော့လဲမချစ်မနစ်တဲ့တော့ယောက်ျားတယောက်ရင်ခွင်ထဲမှာမေးဆက်ရပြန်တယ်အပြူစုအယူရအထီးတွေ့တွေကိုခံစားလို့မရတခေါက်အိပ်ပျော်နေတော့လင်းယောက်ျားကိုကြည့်ရင်အန်ကျိတ်နေရတဲ့ညတွေလည်းမနှဲတော့ပဲကြာတော့ဝတ်မုံစဉ်းစားလာရပြီအိမ်တော်နဲ့ဘွားကြီးအနှစ်သာရဆိုတာဘယ်မှာလဲအချစ်ဤတာယာမှုခံစားမှုစိတ်ပျော်ရွှင်မှုဆိုတာသူမအတွက်မရှိသလိုဖြစ်လာခဲ့တယ်မနဲ့မိုးလင်းထဈေးသွားညနေရောက်တဲ့အထိမနာတမ်းလှုပ်ရှားနေရ၍ကြာလာတော့ရွှေဘုံမော်ထိုင်ရင်သူမဘွားကိုစိတ်ပြက်လာခဲ့တယ်ဝတ်မုံအနေနဲ့ကလည်း
အခုအိမ်မော်မခေါ်ရဲ့တစိမ့်ဝင်လာပါကသူမအကြောင်းတွေပေါ်သွားမိကိုစိုးရိမ်နေမိတယ်သူမဘွားကအခြားသူကိုချုပ်ကင်ထားတော့လဲမိမိကိုယ်တိုင်အကျယ်ကျုပ်ခံရရတယ်လို့ခံစားလာရတယ်တက်တန်းကြွေလူလူဖွားကြီးတယောက်နဲ့ရှေးဖြစ်နောက်ဖြစ်အကြောင်းအရာတွေကိုပြောဆိုနေရမည်လားလေယောက်ျားပြန်လာခြင်းကိုမျှော်ပြီးချွေးတလုံးလုံးနဲ့အညော်ခံပြီးချက်ပြုတ်နေရမည်လားမဟုတ်သူမလိုချင်တာဒီပုံစံမဟုတ်ဝင့်မုံရရှိနေတဲ့အခွင့်အရေးတဲ့ပို့လိုချင်လာပြီဖြစ်တယ်လွတ်လပ်မှုကိုပိုမှတ်မောလာတယ်လူအများနဲ့ပြန်လဲထိတွေ့ခွင့်ကိုတောင်းတလာတယ်ဝင့်မုံဆိုတော့ခက်ရှမိန်းမတယောက်ဒီမိဖို့ကြောင်တွင်ကြောင်ထိုးခံရမယ်တဲ့လားလိုချင်တာရအောင်ယူနိုင်ကြတော့ဝင့်မုံအခုလဲထွက်ပေါက်ကိုဖန်တီးရမယ်လောကစည်းစိမ်တစ်ခုကိုပြန်ရနိုင်တော့ထွက်ပေါက်တစ်ခုကိုပေါ့အငယ်ကောင်ရဲမိုး9တန်းအောင်ဒီနှစ်မှာ10တန်းပေါ်တာထားဖို့စုံစမ်းရင်းတောင်ကြီးမျိုးကပုဂ္ဂလိကစာသင်ကျောင်းတစ်ကျောင်းတွင်တာဝန်ခံမန်နေဂျာအလိုရှိကြောင်းကြော်ညာကိုပါတွေ့ခဲ့တယ်ပညာရေးချင်းကသိပ္ပံဘွဲ့ရတာဝန်ကကျောင်းသားများအတွက်စံတေးအချိန်စရာဆွဲပေးခြင်းအာဟာရမျှတအောင်အစားအသောက်စီမံပေးခြင်းတဦးချင်းအခက်အခဲများကိုနားထောင်ဖြေရှင်းပေးခြင်းတို့ပါဝင်တယ်ဒါသူမလုံနိုင်တော့အလုပ်မျိုးဟုဝုံမုံချက်ချင်းသိလိုက်တယ်ထို့နေ့ရဲမိုးကိုကြောင်းအပ်ဖို့ကိစ္စကနောက်ရောက်သွားပြီးထိုအလုပ်ကိုဝုံမုံအရင်လျှောက်လိုက်တယ်အင်တာဗျူးကိုဝုံမုံအောင်မြင်စွာကြော်ဖြတ်နိုင်ခဲ့တယ်ရဲမိုးကိုလည်းထိုဘော်ဒါမှာပင်ကြောင်းအပ်ခဲ့တယ်ထိုနောက်တွင်တော့တထေးကတော့ဝုံမုံစိတ်ရှိလက်ရှိအလားပြင်ကစတိုင်ကြကြဝတ်စား၍မြည်သူမအသားစီးမရှိသူမအိမ်မှထိုးစာတင်ကြောင်းတို့ထွက်လာခဲ့တော့တယ်အလုပ်ကိုအကြောင်းပြပြီးသူမပါကြောင်းအိတ်ကြောင်းစားနေလိုက်ပြီးအိမ်ကိုပင်မပြန်တော့ကို့အရေးချင်းကိုအယောင်တင်ကအစွမ်းပြခဲ့တဲ့ဖြင့်လုပ်ငန်းခွင်မှာလဲဝတ်မို့အောင်မြင်နာမည်ရလာတယ်ရဲမိုးကဘော်ဒါတွင်တန်းခွဲပြည်နိုင်တယောက်ခွင့်ရပြီးအတန်းပေါ်များအဖြစ်အိုက်မောင်းဗလနမ်းမူဝါနုရွှေရိုးနဲ့စုံစည်းခဲ့ရတယ်ဘော်ဒါတက်တဲ့ဆိုမှတော့မိဝအတိုင်းဝမ်ကငွေကြေးတောင့်တင်းသူများတာဖြစ်ကြတယ်ဒီတော့လဲဖုံးကိုစီနဲ့လူရည်လဲနေကြသူများလည်းဖြစ်တယ်ကျောင်းအိတ်ကျောင်းသားအပြိုလူပြိုအရွယ်များကိုထိမ့်သိမ်းစောင့်ရှောက်ပညာသင်ကြားပေးဖို့ဆိုတာလွယ်ကူလာသည်မဟုတ်တာဝန်ကြီးလွန်းလာသည်တရက်နေကင်းထမင်းစားပြီးခက်တအနားရချိန်တွင်တငယ်ချင်းတစုဘော်ဒါကျောင်းဝင်းအတွင်းမှအရေးရခုံတန်းတွင်စကားပြောပြကြတယ်ဟိုလူကြီးရေလေဘူးကြတယ်တိလားဘယ်သူလဲဝါနုရဲ့ဥခွန်ထူပေါ့နာဘူးကြီးလေဟင်ဝါနု၏အပြောကြောင့်ရဲမိုးအပါဝင်ယောက်ျားလေးများအားလုံးအံ့ဩသွားကြတယ်ဥခွန်ထူဆိုတာသူတို့ဘော်ဒါဆောင်ကျောင်းကြီးရှေ့ရဝင်တထေးတယောက်လည်းဖြစ်တယ်ဆရာဆရာမအယောက်30နဲ့ဝန်ထမ်း20လောက်ကိုနိုင်နှင်းစွာဦးဆောင်နေတော့ကျောင်း၏အုပ်ချုပ်ရေးအဖွဲ့တွင်ပါဝင်ပြီးအသက်40ဝန်းကျင်လူလက်ပိုင်းလူပြိုလူလွတ်လည်းဖြစ်တယ်ဟုတ်ရဲ့လားဟာဒီလူကြီးဟာအမလေးကျောင်းသူတော်ကြက်တခုညဘက်အဆောင်တွေလဲစစ်ရင်မင်းကလေးတွေ့တိုင်းခေါင်းပုတ်လိုက်ပေါင်းကိုလိန်ဆွဲလိုက်နဲ့ဟဲအဲ့လိုကြီးလားဒါပေမဲ့အဆောင်မှုဆီယာမတွေပါတယ်မဟုတ်လားဝါနုအေးသူတို့ပါလို့တော်သေးတာပေါ့ရဲမို့နင်စိတ်တော့မစိုးနဲ့နေမကြီးနဲ့ဥခွန်ထူလဲအရန်တွဲနေတာကားတစ်စီးနဲ့အပြင်အမြဲထွက်နေကြတာပဲနမ်းမူအာမနာပါမနာပြောသည့်စကားကြောင့်ရဲမိုးမျက်နှာပြက်သွားတယ်အကြောင်းအရာကိုပေါ်သွားစေမိစကားရှာ၍မကြီးဤတိတ်ခါကိုအဖက်စေရတယ်နင်းကလည်းဟာတထေးနဲ့ဝန်ထမ်းလေသွားတာလာတာကလည်းကျောင်းအတွက်လိုအပ်တဲ့ပစ္စည်းတွေထုတ်ဝယ်တာပဲမဟုတ်လားသူတို့နှစ်ယောက်ဆက်ဆံရေးကပုံမှန်ထက်တိတ်ရင်းနှီးနေသလားလို့ပါကဲတော်ပြီမနေ့ကတင်ခဲ့တာတွေတယောက်တစ်ပုတ်ပြန်ရှင်းပြကြရအောင်အိုက်မောင်းစကားဝင်ဖြတ်လိုက်မှခေါင်းစဉ်ပြောင်းသွားပြီးရဲမိုးလည်းမျက်နှာပူတက်တာသွားတယ်မနေ့ကတင်ခဲ့သည့်စာများကိုတယောက်တစ်ပေါက်ပြန်ပြောရင်းစူညံနေကြတယ်ရဲမိုးကတော့ထိုဝိုင်းတွေဝင်မပါတော့သူ့ကောင်းထဲမှာစာတွေမရှိပဲမကြီးကိုယ်တာမြင်အောင်နေမိတော့တယ်ကိုပိုင်စန်းတဲ့အချိန်တွင်ရဲမိုးတို့စာကြက်ကြတယ်နှစ်ထပ်အိတ်စင်နဲ့အိတ်ရင်စာဖတ်နေတော့ဗလဆင်းသွားကတကားသွန်းဖွင့်လိုက်တယ်ဟဲ့ကောင်ဘဲလေအိမ်တော်ဟေးလိုက်ဦးမလားမလိုက်တော့ဘူးငါတို့သွားပြီးပြီရဲမိုးစာဆက်ဖတ်ရင်နေကင်းကအိမ်ငိုက်လို့လိုက်မရေးမိလိုက်သည့်အပိုက်ကိုတွေ့
ဗလာစာအုပ်ထဲမှာပြန်ကူးရန်သူ့ခုံပေါ်တွင်သွားရှာလိုက်တယ်။မနေ့ကသင်ခန်းစာကိုလန်လောရှာဖွေတော့ရွှေနာမည်တက်ထားသောဗလာ၏ရည်သားစာကစာအုပ်ထဲမှရှောဆင်းလာတယ်။ရဲမိုးရင်နဲ့အပူမီကဝုန်းကနေတောက်သွားတယ်။ရွှေရီကိုသူ့လဲသဘောကျနေတယ်။ချစ်ကရန်နီလန်စဉ်းစားနေစဉ်မှာပင်ဗလာကရည်သားစာပင်ပေးတော့မီရဲမိုးငိုင်ကစိတ်ဓာတ်ပါကျသွားတယ်။ဟန်မပြည့်စာပြန်ကြက်နေစဉ်ဗလာပြန်ရောက်လာတယ်။တခန်းနဲ့အတူစုနေရသည့်၄ယောက်စလုံးကိုနီးကိုဟန်နဲ့စာကြက်နေကြတယ်။အချိန်ကည10 နာရီထိုးပြီးထိုးစဉ်စာကြက်တမ်းမှလွယ်ပြီးတိတ်ဆိတ်နေတော့ထိုအချိန်တွင်အာကနေအော်ဒန်နှင့်အတူစူညံပွဲလောရိုက်တံများကြားလိုက်ရ၍အားလုံးလှန့်သွားကြတယ်။ရဲမိုးအိုက်မောင်းဗလာနှင့်မိုးရီတို့၄ယောက်စလုံးမတိုင်မင်းရပဲအခန်းထဲမှပြေးထွက်လာခဲ့ကြတယ်။အဆောင်ဝရန်တာတွင်ကျောင်းသားတွေအပြည့်ဖြစ်နေတယ်။အတန်လာရာမိန်းကလေးအဆောင်မှာတော့မီးတွေထိန်ထိန်လင်းကအဆောင်မူးတွေရောက်ရက်ခတ်နေတာတွေ့ရတယ်။ဘာဖြစ်တာလဲ။တရေ6 တာလားမသိဘူး။ဒီဘော်ဒါဆောင်မှာတရေရှိခြင်းရှိနေမှာ။ပေါက်ကြရပြီကွာ။ဘာဖြစ်မှန်းမသိ၍တယောက်တစ်ပေါက်ဝေဖန်နေကြသည်။ခဏအကြာမှာယောက်ျားလေးအဆောင်မူဦးဆိုင်ရောက်လာ၍ဝိုင်းမေးကြတယ်။ကျောင်းသူတယောက်ဘိုင်းအောင်လို့ပါ။ဘာမှမဖြစ်ဘူး။ကိုခန်းကိုဝင်တော့ဒီလိုနဲ့စိတ်အေးသွားကကျောင်းသားတွေကိုခန်းကိုပြန်ဝင်သွားကြတဲ့ဖြင့်ညကပုံမှန်အတိုင်းတိတ်ဆိတ်ငြိမ်သက်သွားတယ်။ည7 နာရီခွဲတွင်မိပိတ်လိုက်သည်မို့ဘော်ဒါဆောင်တစ်ခုလုံးအတန်တိတ်သွားတော့သည်။မနေ့လင်း၍စုပေါင်းဖျားရှိကိုပြည်သည်နှင့်ထမင်းစားဆောင်တွင်ကျောင်းသူကျောင်းသားများလူစုမိသည်ဖြင့်စကားပြောခွင့်ရသွားတယ်။ဗလာကရွှေကြီးအနာဂတ်ကိုဆက်စုတယ်။ညကနင်းတို့အဆောင်မှာဘာဖြစ်တာလဲ။ မိုးခန်းလေဘိုင်းအောင်နေဆိုပြီးအော်ဟေးလူလိမ့်နေတာရွှေကြီးကအနီးအနားကိုဝေဝဲအကဲခတ်ပြီးတီးတိုးလေးအတန်နဲ့အရင်ဆုံးတက်တာအောင်ဆိုပြီးအဆောင်မူကဂျင်းလက်မဲ့တိုက်တယ်အဲ့ဒီတော့မှပိုဆိုးပြီးအော်တော့တာလေရွှေကြီးကဆက်ပြီးဖောက်တယ်ချတဲ့ဖြင့်ယောက်ျားလေးတွေနားထောင်ရင်းတအံ့တော်မျက်လုံးပြူးသွားတယ်မိုးခန်းကိုတယောက်ကအောင်လန်းနဲ့လှုပ်ထားတာတဲ့အင်္ဂလိပ်ဈေးတောက်ပြီးမှအချင်းတွေကပိုဆိုးလာပြီးအော်အန်တော့တာဟဲ့မိုးခန်းဖြစ်တာတွေ့ရတာရမဟုတ်နိုင်ဘူးဆိုပြီးဥခွန်ထူတို့ညကြီးမင်းကြီးအပြင်ထွက်ပြီးဆရာသွားပင်းကြတယ်တို့ဖြင့်အထက်လန်းဆရာရောက်လာပြီးမိုးခန်းအနေထားကိုစစ်ဆေးကအောက်လန်းနှင်းနဲ့စီရင်ထားကြောင်းမိုးခန်းကိုအသေးသက်တာဖြစ်ကြောင်းရှင်းပြပြီးတေချာတော့မှအပင်းချအင်းကိုအိုးရင်နဲ့တိုက်ခါကုသကြောင်းရွှေကြီးကပြောပြလေသည်ဆရာကမိုးခန်းရှိမှပိတ်ဖြူစားတစခင်းပေးထားတယ်ဟာအပင်းချအင်းကမိုးခန်းဝမ်းနဲ့ဝင်သွားတာနဲ့အချင်းတွေကထူးခြားလာတော့တာပဲဘာလို့ဆက်ဖြစ်လဲရွှေကြီးနားထောင်နေကြတော့တငယ်ချင်းများအလွန်စိတ်ဝင်စားနေကြပြီဖြစ်တယ်အထက်လန်းဆရာကြီးကမိုးခန်းကိုပြေးရင်နဲ့ပက်ပြီးမြတ်စွာဘုရားဂုဏ်တော်ကိုမရက်မနာရွတ်ရင်ခေါင်းကိုကင်ထားတာလေခဏကြာတော့မိုးခန်းပြိုးတက်လာပြီးမချိမဆန့်အန်တော့တာပဲဟာဘာလို့အန်တာလဲရွှေကြီးအန်ချလိုက်တာကကြောက်ခဲလေးတွေဟာပရိစိအရွယ်ကနေဇစ်စစ်အရွယ်ထိစိုက်ဆုံပါတယ်အရန်ထူးဆန်းတာပဲငါဆိုကြောက်လုံးလို့ထားပြေးခြင်းစိတ်တောင်ပေါက်တယ်ဟာနားထောင်နေကြသူများပင်ရွှေကြီးစကားကြားပြီးလမ်းဖြန့်ကုန်ကြတယ်အဲ့ဒီအထက်လန်းဆရာကြီးကပြောတယ်ဒီကလေးမလေးကိုလှုပ်ထားတဲ့သူကဒီเจ้าထဲကပဲတဲ့ဘာလို့လဲဆိုတာတော့မပြောတော့ပါဘူးလှုပ်တဲ့သူပဲအတိဆုံးဖြစ်မှာပေါ့တဲ့မင်းကရောဘာလို့ထင်လဲရွှေကြီးငါမှန်းဝတ်မုံကိုမတင်ကြဘူးအထက်လန်းဆရာကြီးကမှန်းဝတ်မုံကိုစောင်းခဲ့ကြည့်ရင်ပြောလိုက်တာဟာပြီးတော့မိုးခန်းဒီလောက်ဖြစ်နေတာတောင်သူကအေးအေးဆေးဆေးပုံစံနဲ့ဘာမှအံ့ဩဟန်မပြဘူးပုံမှန်အတိုင်းပဲကြည့်နေတာလေရွှေရဲ့ဒီလောက်တိုးတက်တဲ့ခေတ်မှာဒါတွေရှိသေးလို့လားအမလေးဗလားနင်ကမတွေးလိုက်ရပဲကိုငါတို့တော့ယုံတယ်ကြောက်လဲကြောက်တယ်မိုးခန်းခံလိုက်ရတာများသေလို့မျောပါပဲသူအန်ချတဲ့ကြောက်ခဲတွေချိန်ကြည့်တာတောင်20 သားလောက်ရှိရဲ့သိရလားဖះဘော်ဒါဆောင်မှကျောင်းသူကျောင်းသားများအောက်လန်းနီးကိုယုံလူရောမယုံလူပါစိတ်ချောက်ချားကုန်တယ်ဝါနုရှစ်တန်တို့ကလည်းရက်ွက်ထဲမှာအဲ့ဒီလိုအဖြစ်ပြက်ကြုံမှုတယ်တိလားဝါနုပြောမှာကိုအားလုံးနားဆွင့်ကြပြန်တယ်
ဝါနုတို့ရဲ့ရက်ွက်ထဲမှာချမ်းသာတဲ့မိသားစုတစုရှိတယ်ချမ်းသာသလိုမောက်မာကြလို့ရက်ွက်နဲ့အစင်မပြေဘူးလေအဲ့ဒီမိသားစုရဲ့မောက်မာမှုကိုတလန်းလုံးခါးသီးစွာခံနေရချိန်မှာပဲအဲ့ဒီအိမ်ကလူနှစ်ယောက်ထူးဆန်းစွာပဲအကောင်းပကတိကနေရှေ့ဆင့်နောက်ဆင့်တည်ဆုံသွားကြတယ်အာသုဘစစ်တိုက်ဖြစ်ပြီးသူတို့ပိုင်ခီးတဲ့တင်ကားကုံငါးတွေမောက်တယ်ခီးတဲ့တည်ဆုံမှုများတဲ့အတွက်ရော်ကြီးပြရလို့စီဝါပြက်လို့မသက်ဖြစ်သွားကြရောအဖြစ်ဆိုးတွေကဒီလောက်နဲ့မပြီးသွားသေးဘူးဟာဝါယာလျှော့ဖြစ်ပြီးအိမ်မီးလောင်နေမိကိုလူနိုင်လို့အိမ်ပြကြမသွားခဲ့တာအဲ့ဒီတော့မှဖြစ်သည်များကိစ္စမှာသူယူသားရမဟုတ်ဘူးလို့ယူဆပြီးအထက်လန်းဆရာပင့်နေအိမ်နဲ့ခြံဝန်းကိုတန့်စင်အောင်လှုပ်ဆောင်ကြတာပေါ့ဝါနုအပြောအရခြံဝန်းထဲမှာပွဲကူပွဲထိုးပြီးစံမန်းပေါက်ပေါက်များကျဲပက်သည်ထို့တို့ဆောင်ရွက်ပြီးအထက်လန်းဆရာကကြော့ပွဲရှိတွင်ပရိစိတ်နေသည်များမကြမီကျဲပက်ထားသောစံမန်းပေါက်ပေါက်များကတနေရာတွင်သွားစုတော့တယ်စံမန်းစုနေသောနေရာအားတူးခိုင်းသည့်အခါမှာတော့အယိုးကောင်းတစ်ခုနှင့်ဖားတောင်းသေးသေးတစ်လုံးရှာတွေ့ခဲ့တယ်ဖားတောင်းထဲတွင်ထိုမိသားစု၏နာမည်များနှင့်အင်းချထားသောစာရွက်များကိုထမိန်စုံနှင့်ထည့်ထားတာတွေ့ကြရတယ်ဖားတောင်းနှင့်စာရွက်စာတမ်းများကိုမိရှို့ဖျက်ဆီး၍အယိုးကောင်းကိုတင်းကြိုင်းတို့သွားပြစ်မှကန်နှိမ်ပြီးအာကုတို့ဝင်နေတာတွေရပ်တန့်သွားတယ်အဲ့ဒါငါအိမ်ဘေးမှာဖြစ်သွားလို့ဒီအကြောင်းကိုအကုန်ပြောပြနိုင်တာရွှေရီဒါဆိုအောက်လန်းဆိုတာတကယ်ရှိတာပေါ့ဟုတ်လားလုံးဝရှိတယ်ဗျအဲ့ဒါတွေကိုရှော့မသွက်နဲ့ဒါဆိုမိုးခန်းကိုဘာကြောင့်လုပ်တာလဲထိုမေကုန်းကိုတော့ဘယ်သူမှမဖြေနိုင်ကြရွှေကြီးကစဉ်းစားရင်းတေးကြတာတော့ဘယ်သိနိုင်ပါမလဲဟာဖြစ်နိုင်တာကတော့မိုးခန်းကစားတော်တယ်လေဥခွန်ထူရဲ့အချစ်ဆုံးသူမဆိုတော့တကြောင်လုံးကဆရာမတွေကအလိုလိုက်ထားတယ်လေပြီးတော့သူ့ဦးလေးလူပြိုကြီးဥခွန်ထူပေးမှာဘယ်မိမမှကတ်တာမကြိုက်ဘူးမမုံမုံရောက်လာတော့ဥခွန်ထူနဲ့တရွဲတဲ့လုံနေလို့မိုးခန်းနဲ့ရဖြစ်ကြသေးတယ်မဝုံမုံများလှုပ်လိုက်သလားလို့ငါတွေးမိသေးတယ်ဟာငါတော့မထင်ဘူးရွှေကြီးငါမြည်ကရိုးပါတယ်ရဲမိုးလဲသူ့မကြီးဘက်မှကာကွယ်ပြီးပြောရလေတယ်ထိုအချိန်မှာကျောင်းတဲ့ဘဲတံမြည်လာ၍သူတို့အားလုံးမအီမလဲနဲ့ပင်လူစုကွဲသွားလေတယ်ထိုအဖြစ်ပြက်ဖြစ်ပြီးတလခန့်အကြာတွင်အားလုံးကျောင်းသင်ခန်းစာနှင့်နပန်းလုံးနေကြရသဖြင့်တန်တရားစိတ်များမေ့ပြောက်သွားကြတယ်တရက်စားသိနေစဉ်ဗလာစာအုပ်ကုန်သွားတယ်အပိုယူမလာမိသဖြင့်ဆရာကိုခွင့်ပန်ပြီးအဆောင်တို့စာအုပ်အသစ်ပြန်ယူတယ်အဆောင်ခန်းထဲဝင်ပြီးစာအုပ်ယူနေစဉ်စာသင်ခန်းထဲဖုံးယူ၍မရသဖြင့်အဆောင်တွင်ထားခဲ့တော့သူ့ဖုံးမှအတန်မြည်လာခြင်းဖြစ်တယ်ဟယ်လိုတားအဆင်ပြေလားစာဝတ်လိုက်နေရလားဗလာအမေထံမှဖုံးဆက်လာခြင်းဖြစ်တယ်ဟုတ်အမေစာသင်ခြင်းကြီးဖြစ်နေလို့တားနောက်မှပြန်ဆက်လိုက်မယ်နော်ဖုံးကိုဆိုင်လန်လောက်ခါအိတ်ထဲထည့်ရင်ယူလာခဲ့လိုက်တယ်ရုံငန်းအဖြတ်တွင်ရုံငန်းအတွင်းမှချဲချဲပြစ်ပြစ်ညှဉ်းညူတယ်များကြားလိုက်ရ၍သပင်မွေးထောင်မတက်ဗလာထိတ်လန့်သွားတယ်တရေ6ခံရပြီထင်ပြီးတုံတုံရင်ရင်ဖြစ်လာတယ်ကြောက်တော့လဲစူးစမ်းကျင်တာကလူတစ်ပါဝပြီမို့ဗလာရုံငန်းမှတရုတ်ကမန်းမောင်ကိုတာတာဟ၍အထဲတို့ချောင်းကြည့်လိုက်တယ်မြင်လိုက်ရတော့မြင်ကွင်းကြောင့်မျက်လုံးပြူးကကြက်သေးသေးသွားတယ်အခန်းထဲတွင်စိတ်လွတ်ကိုလွတ်နဲ့ပျော်ပါနေသောစုံတွေကပတ်ဝန်းကျင်ကိုတတိမပြုတ်မီဗလာစိတ်လှုပ်ရှားတော့လဲထိုမြင်ကွင်းကိုဖုံးဖွင့်ကအမိရဗီဒီယိုရိုက်ယူလိုက်တယ်ဗလာတယောက်ချစ်ပွဲဝင်နေသောစုံတွေအားမလွတ်တမ်းဗီဒီယိုရိုက်ရင်ကြည့်နေမိတယ်ရုံငန်းထဲမှစုံတွေကရွှေရီတို့ပြောနေကြသည့်ဥခွန်ထူးနှင့်မဝီတို့ပင်ဖြစ်တယ်စတိုင်ကြကြဝစ်စားတတ်သောဝတ်မုံဤဖုံးကွယ်အပ်သောအလားတရားအဆုစုကိုမြင်တွေ့လိုက်ရတော့ဗလာတယောက်ဝတ်မုံအပေါ်လူငယ်ပီပီဆွဲမဲ့သွားခဲ့လေတယ်ခဏကြာမှဗလာလည်းဖုံးပြန်သိမ်းကခြေဖော့နင်းလျက်စာသင်ခန်းတို့ပြန်သွားလိုက်တယ်ဘော်ဒါဆောင်ကအင်္ဂလိပ်အခရာဣပုဒ္ဒရနှစ်ထပ်အဆောက်အဦကြီးဖြစ်တယ်ညာဘက်ကယောက်ျားလေးအဆောင်ဖြစ်ပြီးဘယ်ဘက်တွင်မိန်းကလေးအဆောင်ရှိတယ်အလဲမှာစာသင်ခန်းများနဲ့စာကြည့်တိုက်ရှိပြီး
ရုံငန်းကယောက်ျားလေးအဆောင်၏ထိတ်ဆုံးအခန်းတွင်ရှိတယ်။ကျောင်းရှိကွက်လက်တွင်ကြက်တောင်ကွင်းနှင့်ဘတ်စကတ်ဘောကစားကွင်းရှိတယ်။ဒီလိုအချိန်ဆရာတွေအားလုံးစာသင်နေကြသလိုအခြားဝန်ထမ်းများလည်းချက်ကြပြုတ်ကြတန်ရှည်လောက်ကြနဲ့ဘယ်သူမှမအားကြတော့အချိန်ဖြစ်တယ်။ဒီလိုအချိန်ကောင်းမှာဥခွန်ထူးနဲ့မတ်ဝင့်မုံတို့မကြာခဏချိန်တွေ့ဖြစ်တယ်။ဥခွန်ထူးကမိမလိုက်စားသူဖြစ်တယ်။ပိုက်ဆံကချမ်းသာသလိုရုပ်ကလည်းဖြောင့်တယ်ဆိုတော့မြင့်ကိုကြိုတက်ပေးထားသလိုဖြစ်နေတယ်။ဝင့်မုံတွေအိမ်အောင်ရှိတာသိတော့လဲသူကိုယ်တိုင်ကကြားရှိလာ၍မောင်လျဲပြနေသလိုလိမ္မော်ကြံများစွာပိုင်တစ်ဖြင့်ငွေအတွက်သူ့ကိုလာကတ်နေတာမဟုတ်ကြောင်းရိပ်မိတစ်ဖြစ်လဲသူမအလိုရှိတာကိုပေးအပ်ခဲ့ခြင်းလည်းဖြစ်တယ်။ထိုနေ့တစ်နေ့လုံးဗလစာတင်ရတာစိတ်မဖြောင်းတော့သူ့အသွေးထဲမှာရဲမိုးမကြီးဤကဘိုကယိုအလားကိုသာမြင်အောင်နေမိတော့တယ်။ညအချိန်ရောက်တော့မှဗလကသူ့ဖုန်းကိုပြန်ကြည့်ရင်အခန်းပေါ်မိုးဝင်တဲ့အိုင်မောင်အားဖုန်းတွေပေးကြရန်တောင်းယူသည်။ဘာမှမသိတော့လဲအိုင်မောင်ကဖုန်းလမ်းပေးသည်။မိုးဝေကတော့ဖုန်းပြက်နေကြောင်းပြော၏။ဒါတွေအားလုံးရဲမိုးမသိစေရန်တတိထားပြီးအတန်သိပ်လုပ်နေကြခြင်းဖြစ်တယ်။အိုင်မောင်၏ဖုန်းထဲသို့ဝက်မုံ၏အချစ်ဗီဒီယိုအားဗလာကဘလူးတူးနှင့်ပို့ပေးလိုက်သည်။ပြီးတော့အိုင်မောင်နှင့်မိုးဝေတို့ဖွင့်ကြည့်ရင်ခေါင်းနှလုံးပူသွားတော့သည်။အကြည့်တွေကဖုန်းစကင်ပေါ်မှလှုပ်ရှားနေတော့ပုံရိပ်များပေါ်တွင်ရဲမိုးကတော့ဘာမှမသိရှာစာကြက်ရင်အလုတ်များနေလေတယ်။ရွှေကြီးအားတောင်းခံမန်နေဂျာဝတ်မုံကခေါ်သည်ဖြင့်ရုံးခန်းတို့ရောက်လာခဲ့တယ်။ဝတ်မုံ၏တီးတန့်အခန်းတို့ရွှေကြီးတယောက်တည်းလာခဲ့တယ်။ဝတ်မုံကရွှေကြီးကိုနှိမ့်လို့ဖွဲ့ပြုံးပြကနွေးနွေးထွေးထွေးကြိုဆိုတယ်။မျက်နှာချင်းဆိုင်ထိုင်ကတယောက်ကိုတယောက်အကဲခတ်မိကြတယ်။ဝတ်မုံအလှကဆန့်ကျင်ဘက်လိန်ကိုဆွဲဆောင်နိုင်စွမ်းရှိတော့ရင်မောပွဲအလှဟုရွှေကြီးတုံးတက်မိတယ်။ကြာကြာတော့မျက်လုံးချင်းဆိုင်၍မကြည့်ရဲ။ဗလာပြတော့ဗီဒီယိုဖိုင်ထဲမှာပုံများပြန်မြင်အောင်ရင်ရှက်ရှက်နဲ့ရွှေကြီးခေါင်းငုံလိုက်ရတယ်။ရွှေကြီးညီမလေးဒီအပတ်စာမိုးဝဲအမတ်တွေထိုးကြသွားတယ်။ဘာအခက်အခဲများရှိနေလဲမမကိုပြောလေ။နောက်စာမေးပွဲမှာကြိုးစားပြီးအကောင်းဆုံးဖြေပါမယ်။ဒီလိုမှပေါ့တော်တယ်။ရွှေကြီးထက်တော့ကျောင်းစီယာဗလာကိုသွားခေါ်ခိုင်းလိုက်တယ်။ဗလာကကျောင်းစာတွင်အတော်ညံ့၍ခေါ်တွေ့ရခြင်းဖြစ်တယ်။10 မိနစ်ခန့်အကြာတွင်ဗလာရောက်လာတယ်။ကဲငါ့မောင်ထိုင်စမ်းပါဦး။ကျောင်းသားမှာစိတ်ဝင်စားမှုအားနည်းနေသလိုပဲ။ဘာတွေအာယုံများနေလဲပြောပါဦး။ဗလာကမကိုးမခန့်ပြုံးရင်းစာကိုစိတ်ဝင်စားလို့မရဘူးဖြစ်နေတယ်မမ။ဘာဖြစ်လို့လဲ။ဆရာတွေတင်ပြတာမကောင်းလို့လား။ကျွန်တော်မိန်းကလေးတယောက်ကိုဆွဲလန်းလို့မျက်စိတွေကဖြောက်လို့မရဘူးဖြစ်နေတယ်။ဗလာအဖြေကြောင့်ဝတ်မုံပြုံးမိတယ်။ရဲရဲမောမောနဲ့ပင်ဒီအရွယ်မှာဒါတွေစိတ်ကူးမရင်ရဘူးလေ။ကျွန်တော်ကအသက်20ပြည့်တော့မှမမ။ဟုတ်ပါပြီ။အခုမင်း10တန်းဖြေရမှာလေ။မိမိဝါတွေကုန်ကြထားတဲ့330ဆိုတဲ့ငွေကနဲလား။10တန်းသာအောင်ဖြေပြီးမှကြီးစားထားဖို့စဉ်းစားပါဗလား။ကျွန်တော်စာအုပ်စိတ်ဝင်စားလို့ရတော့မှာမဟုတ်ဘူး။ဒုက္ခပါပဲ။ဒါနဲ့မောင်လေးကဘ누구ကိုသဘောကျလို့လဲ။ဗလာကဝတ်မုံအားစူးစူးရဲရဲကြည့်လိုက်တယ်။ထိုကြည့်ကြောင့်ဘော်ဒါဆောင်ဤတာဝန်ခံမန်နေဂျာဝတ်မုံပင်ကြက်သိန်းထကျင်လာတယ်။မမကိုဘာမင်းစကားပြောတာရိုင်းလာကြီးလား။ငါမှယောက်ျားရှိတယ်ဆိုတာမသိဘူးလား။မမကလည်းဗျာဥက္ကုံထူးနဲ့မမတွဲနေတာပဲမဟုတ်လား။တကြောင်လုံးသိနေတာပဲဟာ။လူပြိုပေါက်အရွယ်မို့မတိစိတ်ကနိုးစော်ချက်ဖြင့်ဗလာမိုက်လုံးကြီးကပြောနေမိတယ်။မင်းတိတ်စော်ကားလွန်နေပြီနော်။ထွက်သွားဗလာဖုံးထုတ်ခါဗီဒီယိုဖိုင်ဖွင့်၍ဝတ်မုံဘက်လှည့်ပြလိုက်တယ်။အိုးကျွန်တော်ပြအောင်မယ်မမတိတ်စိတ်မပူပါနဲ့ရဲမုံမသိသေးပါဘူးဖုံးပိတ်၍အောင်နိုင်သူတယောက်လိုဗလာလက်ထက်သွားလေတယ်ဝတ်မုံရင်သိမ့်တုံကကြံခဲ့တယ်သူနဲ့ဥခွန်လူကိစ္စလူတွေတိကုန်ပြီလားတွေးရင်မလုံမလဲဖြစ်နေမိတယ်သူတို့အနေထိုင်စင်ကြမဖြစ်တော့မယ်လို့ဝတ်မုံသဘောပေါက်လိုက်တယ်တကယ်တော့
ဝင်းမုံဘဝမှာဥခွန်ထူးကိုတွေ့မှအချစ်ကိုရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်တယ်။ကိုမြင့်အောင်ကိုအပင်းတွင်း၍တိမ်သွင်းခဲ့ခြင်းကအနာဂတ်ဘဝလာပါလို့ဖြစ်တယ်။လင်နာပေါ်မြစ်တာထား၍မရတော့ဝင်းမုံဥခွန်ထူးကိုတွေ့မှတော့နှလုံးသားလှုပ်ရှားသွားခဲ့တယ်။ဒီလိုနဲ့သူတို့အချစ်ဇက်လန်ကအရန်ကိုမြန်ဆန်သွားခဲ့တယ်။သူကိုယ်တိုင်ချေရသူနဲ့အတူနေခွင့်ရခြင်းကိုလင်နာနဲ့အတူနေရခြင်းတဲ့ပိုနှစ်သက်နေမိတယ်။မင်းမကျန်းကြည်လုံးသူဥခွန်ထူး၏အတွေ့အထူးအောက်တွင်ဝတ်မုံမိမှုမသက်အချစ်တစ်ကိုခံစားခွင့်ရခဲ့တယ်။ခုတော့ဒါတွေကိုလက်လွတ်ရတော့မည်ထင်တယ်။ဒီကိစ္စဥခွန်ထူးနဲ့တိုင်မရမည်ဟုဆုံးဖြတ်လိုက်တယ်။ရဲမိုးတို့ဘော်ဒါဆောင်ကတော့ပုံမှန်အတိုင်းညီတဲ့သိစိတ်နေတယ်။သို့တော့တက်ဆိုင်ရာလူအုပ်စုအတွင်းမှာတော့မပြေလည်နိုင်သည့်အဖို့အထစ်ပြဿနာကအတွင်းလိုက်စားနေတကယ်လို့ဖြစ်နေလေတယ်။ဗလာဤဗီဒီယိုဖိုင်နဲ့ချင်းချောက်အကြက်ကင်မှုကိုဥခွန်ထူကရှင်းပြပြီးဝုံမုံလည်းဖြည့်ရှင်းရန်နီလန်းရှာဖွေနေတယ်။အဓိကဗလာဖုန်းထဲကဗီဒီယိုဖိုင်ကိုဖျက်ပစ်ဖို့ပဲဘယ်လိုယူမှလဲကိုခွန်ထူးကျောင်းစည်းကမ်းရှိတယ်လေစာသင်ချိန်မှာအခန်းထဲကိုဘယ်သူမှဖုန်းယူမလာရဘူးအဲ့ဒီအချိန်မှာအဆောင်ထဲဝင်ရှာမယ်ဥခွန်ထူပြောတာဖြစ်နိုင်ခြေရှိသည့်အတွက်ဝုံမုံအနှဲငယ်စိတ်အေးသွားတယ်ဒါဆိုရင်ဗလာပါဇက်ကိုပိတ်ဖြစ်ဖို့ပဲလိုတော့တယ်ဗလာမတဆင်ရဲမုံမသိပါစေနဲ့ဟုဆုတောင်းနေလေတော့တယ်စာတင်ချိန်စသည်နှင့်ဥခွန်ထူနှင့်ဝတ်မုံလှုပ်ရှားကြတော့သည်ယောက်ျားလေးဆောင်မှဗလာတို့အခန်းကိုဝင်၍ဖုန်းတွေရှာကာဗီဒီယိုဖိုင်ဖွင့်ကြည့်ပြီးသူတို့ဇက်လန်းပါသည့်ဖုန်းထဲမှဖိုင်များကိုဖျက်လိုက်တယ်ရဲမိုးဖုန်းထဲတွင်ထိုဗီဒီယိုဖိုင်ရှိမနေတာသိရ၍ဝတ်မုံအနှဲငယ်စိတ်အေးမိသည်သူတို့အခန်းထဲမှပြန်ထွက်လာခဲ့ကြသည်တပူအေးပြီဟုတွေးကာအသက်ရှူချောင်သွားသည်ရုံးခန်းထဲပြန်ရောက်သည့်အခါဥခွန်ထူကလေးလေးနက်နက်စဉ်းစားနေသည်ဝတ်မုံလည်းဆက်လုပ်ရမည့်အလုပ်ကိုအကြံထုတ်သည်သူမစီမှာဆရာကြီးဒေဝထံမှနှုတ်ဟန့်စေးပလင်းရှိနေသေးသည်တနစ်ကျော်ကြာပြီမို့အစွမ်းထက်မထက်မပြောတတ်တော့လဲထိုဈေးကိုရဲမိုးနှင့်ဗလာကိုတိုက်ထားလျင်ကောင်းမည်ဟုတွေးကြည့်မိသည်ထိုစဉ်မှာပင်ဥခွန်ထူကဗလာအခြားသူတွေစီပို့ထားသေးလားမသိဘူးဟင်မပြောတတ်ဘူးလေဒီကောင်တွေနဲ့တွဲနေတဲ့မိန်းကလေးအုပ်စုရှိတယ်မဟုတ်လားဘယ်သူတွေလဲရှေရီတို့အုပ်စုလေဥခွန်ထူကစိတ်မြန်လက်မြန်နဲ့ဝုန်းကလေးထားရပြီးထွက်သွားတဲ့ဖြင့်ဝုံမုံလည်းပြေးလိုက်သွားရတယ်အချိန်ကမနေ့10နာရီတာရှိသေး၍ထမင်းစားမလွတ်ခင်ရှာဖွေဖို့အချိန်ရသေးတယ်ရွှေရီတို့3ယောက်နေတော့အခန်းတွင်လည်းဖုန်း3လုံးရှိနေတာတွေ့တယ်ထိုဖုန်းများတွင်သူတို့ဗီဒီယိုရှိနေသည်ဖြင့်ဥခွန်ထူကဒေါရတကြီးနဲ့ဖိုင်အားလုံးကိုဖျက်လိုက်တယ်ဒီလောက်ဆိုရင်တော့စိတ်ချသွားရပြီထင်ပါတယ်ဥခွန်ထူရဲ့ကျောင်းထဲမှာတော့မရှိတော့ဘူးထင်ရတာပဲဆိုရင်စရာအကောင်းဆုံးကဝတ်မုံအမျိုးသားစီပို့လိုက်သေးသလားဆိုတာပဲအဲ့လိုလုပ်ရင်ကျမယောက်ျားချက်ချင်းလိုက်လာပြီးတောင်းကြမှာပေါ့ဒီရက်တွေတည်းညနေအင်ခဏပြန်မှဖြစ်မယ်မနေ့ပြန်လာခဲ့မယ်လေဥခွန်ထူခေါင်းငိမ့်သဘောတူလိုက်တယ်သူတို့ရင်တထိတ်ထိတ်နဲ့အချိန်တွေကိုကြော်ဖြတ်နေရတယ်တရက်နှစ်ရက်အတွင်းမှာတော့ဘာမှမထူးကြ3ရက်မြောက်နေ့မှာတော့စာတိုင်းမှတစ်ဆင့်ဥခွန်ထူအတွက်စာတစ်စောင်ရောက်လာတယ်စာအိတ်ကိုဖောက်ကြည့်တော့စာမပါပဲ memory stick တစ်ခုရာတွေ့ရတယ်ဇက်သိမ်းပိုင်းလေးကိုတော့ဆက်လက်စောင့်စားပေးတော်မူကြပါဦးခင်ဗျာ